အားလုံးပဲမင်္ဂလာပါ Charity အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီကနေ့အတွက်ခေါင်းနှုံးသုံး Charity ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ်ကျွန်မကတော့ဆမ်ပါဒီနေ့နောက်ဆက်ရမယ့်သတင်းကောင်းစဉ်တွေကတော့ချင်းတော်လိုင်းတပ်ဖွဲ့ဖြစ်တဲ့ CNO နဲ့စစ်အုပ်စုတို့အကြားတွဲဆုံဆွေးနွေးခဲ့တယ်လို့ဆိုတဲ့သတင်းလာမယ့်2029ခုနှစ်မှာချင်းအပါဝင်နိုင်ငံတော်ဝန်မြို့ပေါင်း100ကျော်မှာအတူရောင်ကြားဖြတ်ရွေးကောက်ပွဲထပ်မံကျင်းပသွားမယ်လို့ဆိုတဲ့သတင်းနဲ့ UG အပါဝင်တော်လှန်ရေးအင်အားစုခဏဖွဲ့ကပုံနိုင်ငံရေးသဘောတူညီချက်ပထမမူကြမ်းကိုအတည်ပြုထုတ်ပြန်လိုက်တဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုအဦးဆုံးတင်ဆက်ပေးမှာကတော့အာနာသိန်းစစ်အစိုးရအဖွဲ့ရဲ့ရစ်တရာစီမံကိန်းကာလအတွင်းမှာချင်းပြည်နယ်ဖလန်မြို့နယ်အခြေဆိုင်ချင်းတော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ချင်းအမျိုးသားအဖွဲ့ချုပ်ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ CNO CNDF တို့နဲ့စစ်အုပ်စုတို့အကြားငြိမ်းချမ်းရေးအတွက်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်ဒီကနေ့ဇူလိုင်လ31ရက်နေ့မှာအာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့သမရရာထူးရယူပြီးရက်တရာပြည့်အဖြစ်စစ်အုပ်စုရဲ့အတူရောင်ပြည်ထောင်စုလွှတ်တော်မှာမိန့်ခွန်းပြောကြားခဲ့ရာအခုလိုထည့်သွင်းပြောကြားလာခဲ့တာပါငင်းချရေးနဲ့ပတ်သက်လို့နိုင်ငံရေးနဲ့သဘောထားကွဲလွဲမှုတွေကြောင့်လက်နက်ကင်လမ်းစဉ်ကိုရောက်ရှိနေသူတွေကိုဥပဒေပေါင်းအတွင်းပြန်လည်ဝင်ရောက်လာဖို့နဲ့ငင်းချစွာတွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက်ဒီရက်ပေါင်း100အတွင်းမှာအရှိန်အဟုန်နဲ့ဆောင်ရွက်ခဲ့ပြီးငင်းချရေးတကားကိုထာဝရဖွင့်လှစ်ပြီးဖိတ်ခေါ်ခဲ့ပါတယ်ငင်းချရေးတကားကိုထာဝရဖွင့်လှစ်ထားတဲ့ဆိုတဲ့ခံယူချက်နဲ့တိုင်းရင်းသားလက်နက်ကင်အဖွဲ့ EAOs အားလုံးကိုတွေ့ဆုံဆွေးနွေးဖို့အမြဲဖိတ်ခေါ်နေပါတယ်NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေနဲ့မထိုးရသေးတဲ့အဖွဲ့တွေအားလုံးကိုပေကျူတင်ကန့်သက်ချက်တွေကိုမှမထားဘဲတွေ့ဆုံဆွေးနွေးကြဖို့ EAOs တွေကိုငြိမ်းချမ်းရေးအတွက်ထပ်မံဖိတ်ခေါ်ခဲ့ပါတယ်။ဒါကြောင့်တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်း73ဖွဲ့တွေနဲ့တွေ့ဆုံဆွေးနွေးနိုင်ခဲ့တယ်လို့အသွင်ပြောင်းစစ်အစိုးရခေါင်းဆောင်မင်းအောင်လှိုင်ကပြောပါတယ်။အာနာသိန်းစစ်အုပ်စုနဲ့ငင်းချရေးတွေ့ဆုံဆွေးနွေးခဲ့တဲ့73ဖွဲ့တွေထဲမှာ NCA လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေထဲက CNO အပါအဝင် UWSA, SNA, PSLF, TNLA, SSPP, NDAA နဲ့ NSCN-K စတဲ့9ဖွဲ့ပါဝင်ပြီး NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေထဲက6ဖွဲ့ပါဝင်ကြောင်းသိရပါတယ်။စစ်အုပ်စုနဲ့တွဲဆုံဆွေးနွေးခဲ့တယ်လို့ရက်တရာမိန့်ခွန်းမှာထွက်ပေါ်လာမှုအပေါ် CNO CNDF တာဝန်ရှိသူတွေကိုထပ်မံအတည်ပြုနိုင်ဖို့အတွက်ခုံနှုံးသူအနေနဲ့ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။ CNO CNDF ကောင်းဆောင်တူအဖြစ်တဲ့စလိုင်းစုံငိုင်းကတော့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဒေါ်လာရေးရဲဘော်တွေအားလုံးကိုအာမနာခြင်းမှအပတတ်နိုင်ခြင်းမရှိပါကျွန်တော်လက်ပြလုံးပါတယ်လို့ဖော်ပြထားပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့လာမယ့်2029ခုနှစ်မှာချင်းအပါဝင်နိုင်ငံတော်ဝန်မှလစ်လက်သွားတဲ့လွှတ်တော်ကိုယ်စားလှယ်နေရာတွေနဲ့ရွေးကောက်ပွဲမကျင်းပဖြစ်သေးတဲ့နေရာတွေအတွက်မြို့ပေါင်း100ကျော်မှာအတူရောင်ကြားဖြတ်ရွေးကောက်ပွဲကိုထပ်မံကျင်းပသွားမယ်လို့သိရပါတယ်။အာနာသိန်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့သမဒရာထူးရယူပြီးရက်တရာပြည့်အဖြစ်ဒီကနေ့ဇူလိုင်လ31ရက်နေ့မှာအတူရောင်ပြည်တော်စုလွှတ်တော်မှာမိန့်ခွန်းပြောကြားခဲ့ရာကြားဖြတ်ရွေးကောက်ပွဲအကြောင်းကိုအခုလိုထည့်သွင်းအသိပေးလာခြင်းပဲဖြစ်ပါတယ်။အဖွဲ့တွေဖွဲ့စည်းရာမှာလစ်လက်သွားတဲ့လွှတ်တော်ကိုယ်စားလှယ်နေရာတွေနဲ့ရွေးကောက်ပွဲမကျင်းပဖြစ်ခဲ့တဲ့မဲဆန္ဒနယ်တွေရဲ့လွှတ်တော်ကိုယ်စားလှယ်နေရာတွေအတွက်မဲအများဆုံးသူအနိုင်ရစနစ် FPTP နဲ့ကြားဖြတ်ရွေးကောက်ပွဲကျင်းပရမယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်89နယ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်15နယ်တိုင်းသို့မဟုတ်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်68နယ်စုစုပေါင်းမဲဆန္ဒနယ်180နှစ်မြို့နယ်ပေါင်း102တို့မှာသက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲတွေကိုလာမယ့်2020ခုနှစ်အတွင်းကြားဖြတ်ရွေးကောက်ပွဲတွေပြုလုပ်နိုင်ဖို့အတွက်လည်းမဲဆန္ဒရှင်စရင်တွေပြုစုခြင်းမဲပေးဆက်တွေခွဲခြင်းအပါအဝင်အစရှိတဲ့ရွေးကောက်ပွဲအကျိုးလုပ်ငန်းစဉ်တွေကိုလည်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ကြိုတင်ပြင်ဆင်ဆောင်ရွက်နေတယ်လို့စစ်တပ်အစိုးရသမ္မတမင်းအောင်လှိုင်ကပြောပါတယ်စစ်အာဏာသိမ်းပြီးတဲ့နောက်2025ခုနှစ်နှောင်းပိုင်းနဲ့2026ခုနှစ်နှစ်ဆန်းပိုင်းက3ချိန်ခွဲကကျင်းပခဲ့တဲ့စစ်အုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲမှာမဲဆန္ဒနယ်688နယ်ကနေရွေးကောက်ပွဲတွေကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ကလွှတ်တော်အသီးသီးအတွက်ကိုယ်စားလှယ်ပေါင်း1025ဦးကိုတင်မြှောက်ထားပြီးဖြစ်ပါတယ်။ပြီးခဲ့တဲ့အတူရောင်ရွေးကောက်ပွဲတွေအတွင်းမှာချင်းပြည်နယ်ကကိုမြို့နယ်ရှိတဲ့အနက်ဟာခါနဲ့တီတီမြို့နယ်မှာသာစစ်အုပ်စုကရွေးကောက်ပွဲကိုကျင်းပနိုင်ခဲ့တာပါ
လက်ရှိမှာတော့ချင်းပြည်နယ်အတွင်းရှိဟာကာတီတီအပြင်ဖလမ်တွန်းဆောင်ထနလန်မြို့တို့ကိုအာနာသိန်းစစ်တပ်ကပြန်လည်သိမ်းပိုက်ပြီးတဲ့နောက်ချင်းတောင်ပိုင်းတွေကိုလည်းအင်အားထောင်ကြီးနဲ့ပိတ်ဆို့ကာထိုးဆုပ်စဉ်တိုက်ခိုက်လက်ရှိနေပါတယ်။အသွင်ပြောင်းစစ်အစိုးရရဲ့ရက်တရာပြည့်မိန်ခေါ်မှာအာနာသိန်းစစ်တပ်ကိုတိုက်စွမ်းအားရှိဖို့လိုအပ်တဲ့အရင်းမြစ်တွေရရှိနိုင်ရဲ့အတွက်မူဝါဒတွေချမှတ်ပြီးဆောင်ရွက်မှာဖြစ်သလိုစစ်မှုထမ်းဥပဒေကိုလည်းဆက်လက်အကောင့်ထဲပေါ်ကျင့်သုံးသွားမှာဖြစ်ကြောင်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံမှာအာဆီယံအတွင်း9နှစ်ကြာခွဲခြားဆက်ဆံခံနေရကြောင်းမင်းအောင်လှိုင်ကမိန့်ခွန်းမှာထည့်သွင်းပြောဆိုခဲ့သလိုအာဆီယံရဲ့ပုံသဘောတူညီချက်5ချက်ကိုလည်းတရားဝင်ဆုံးဖြတ်ချက်အဖြစ်မသတ်မှတ်ကြောင်းဆိုပါရရှင်။အခုနောက်ဆုံးတင်ဆက်ပေးမှာကတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်တော်လှန်ရေးအင်အားစု9ဖွဲ့ကဘုံနိုင်ငံရေးသဘောတူညီချက်ပထမမူကြမ်းကိုယမနေ့ဇူလိုင်လ30ရက်နေ့မှာအတည်ပြုထုတ်ပြန်လိုက်ပါတယ်။ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH အမျိုးသားညီညွတ်ရေးအတိုင်းပင်ခံကောင်စီ NUCC အမျိုးသားညီညွတ်ရေးအစိုးရ NUG စကိုင်း Federal Unit လွှတ်တော် SFUH စကိုင်း Federal Unit ဂျာကာလာအစိုးရ SFUIG မန္တလေးဒေသလွှတ်တော် MRH နဲ့မန္တလေးဒေသဂျာကာလာအုပ်ချုပ်ရေးကောင်စီ MIGC တို့ကသဘောတူအတည်ပြုခဲ့ကြတယ်လို့သိရပါတယ်။ဒေါ်လာရင်းအားဆိုရရဲ့ပုံနိုင်ငံရေးသဘောတူညီချက်မှာပြည်내ကိုအခြေပြုတဲ့ပြည်သူ့ဆန္ဒနဲ့အညီပြည်내အားကောင်းရေးမှပြည်ထောင်စုအားကောင်းရေးကိုဦးတည်တဲ့ Bottom up Federalism approach ကိုအခြေခံပြီးစစ်မှန်တဲ့ Federal Democracy ပြည်ထောင်စုကိုတည်ဆောက်မယ်လို့ထုတ်ပြန်ချက်အရသိရပါတယ်။အဆိုပါ Federal Democracy ပြည်ထောင်စုမှာပြည်내 Federal Unit အားလုံးတန်းတူရည်တူရှိတဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေရှိတဲ့အာဏာကိုခွဲဝေကျင့်သုံးရမှာပြည်သူကိုအခြေခံတဲ့စနစ်ဖြစ်ရမယ်လို့ဆိုပါတယ်။ဘုံနိုင်ငံရေးသဘောတူညီချက်မှာတော်လှန်ရေးအင်အားစုတွေအကြားတော်လှန်ရေးဆိုင်ရာသဘောတူညီချက်9ချက်ရှိပြီး၎င်းတို့ထဲမှာတော်လှန်ရေးအင်အားစုအချင်းချင်းအမြင်မတူမှုတွေကိုငြိမ်းချမ်းတဲ့တွဲဆုံဆွေးနွေးရေးနည်းလမ်းနဲ့အပြေရှာဖို့တစုတဖွဲ့နယ်မြေတစ်ခုလွတ်မြောက်ရေးတာမဟုတ်ပဲတနိုင်ငံလုံးလွတ်မြောက်တဲ့အထိပူးပေါင်းတိုက်ပွဲဝင်ကြဖို့ပါရှိပါတယ်။စစ်အုပ်စုနဲ့နိုင်ငံရေးအရာတွဲဆုံဆွေးနွေးရမယ့်ကိစ္စပါလာပါကလည်းဘုံတူညီချက်ကိုအခြေခံပြီးအင်အားစုတွေအကြားဆွေးနွေးတိုင်ပင်သဘောထားရယူပြီးတုံ့ပြန်ဖို့နဲ့ပြည်ပနိုင်ငံတွေကတော်လှန်ရေးအင်အားစုတွေအပေါ်ချင်းချောက်ဖိအားပေးမှုတွေကိုငြိမ်ငြိမ်ညွတ်ညွတ်ပူးပေါင်းတုံ့ပြန်ဖို့လည်းပါဝင်ကြောင်းသိရပါတယ်။အဲ့ဒီဘုံနိုင်ငံရေးသဘောတူညီချက်မှာ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာသဘောတူညီချက်တွေလည်းပါဝင်ပြီးစနစ်တကျအကောင့်ထဲပေါ်နိုင်ရဲ့အတွက်လိုင်းညွန်အခြေခံမှု6ချက်ကိုအတည်ပြုထားနိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။၎င်းတို့အထက်မှာပြည်내တစ်တွေထိုးထောင်ရေးနဲ့ပြည်내နယ်နိမိတ်ပိုင်းခြားသတ်မှတ်ရေးကိုဒေသနေပြည်သူတွေရဲ့သဘောထားဆန္ဒနဲ့အညီနယ်မြေနယ်နိမိတ်နယ်မြေချင်းထိစပ်တဲ့တိုက်ရိုက်သက်ဆိုင်သူတွေအကြားကနဦးဆွေးနွေးပြီးအစုအဖွဲ့ဆုံးလင်းစွာပါဝင်တဲ့အသွင်ကိုပြောင်းရေးကာလအတွင်းကျင်းပတဲ့ Federal ညီလာခံတရက်မှာအကြီးအလဲဆွေးနွေးညှိနှိုင်းဆွေးနွေးဖို့ဆိုတဲ့အချက်လည်းပါဝင်ကြောင်းသိရပါတယ်။ဒါအပြင်နိုင်ငံရေးဆိုင်ရာသဘောတူညီချက်6ချက်လုပ်ငန်းစဉ်ဆိုင်ရာသဘောတူညီချက်6ချက်နဲ့အထွေထွေသဘောတူညီချက်17ချက်တို့ကိုလည်းတော်လှန်ရေးအင်အားစု9စုတို့အကြားဘုံသဘောတူညီချက်ရရှိခဲ့ကြောင်းသိရပါတယ်။အထွေထွေသဘောတူညီချက်17ချက်ထဲမှာဒေသအသီးသီးပြန့်နှံ့အခြေချနေထိုင်သူတွေဒေသန္တရပြည်သူဝန်ဆောင်မှုရန်ရာထိုးထောင်နိုင်လောက်တဲ့အထိစုစည်းနေထိုင်ခြင်းမရှိသူလူနည်းစုတွေနဲ့အခြားလိုအပ်တဲ့သူတွေအတွက်အာမခံချက်ပြည့်ဝတဲ့နေမြေအခြေမခံတဲ့အခွင့်အရေးများ Non-Territorial Autonomy ကို Federal နဲ့ပြည်내 Federal Unit တွေရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာထည့်သွင်းပြဋ္ဌာန်းပြီးအကာအကွယ်ပေးဖို့ဆိုတဲ့အချက်လည်းပါဝင်ကြောင်းသိရပါတယ်။စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ Federal Democracy တည်ဆောက်ရေးအတွက်ဘုံပန်းတိုင်တိုးတဲ့အင်အားစုတွေအနေနဲ့တော်လှန်ရေးအင်အားစုတွေရဲ့ဘုံနိုင်ငံရေးသဘောတူညီချက်ပထမမူကြမ်းမှာထပ်မံပူးပေါင်းပါဝင်ဖို့အဆိုပါအဖွဲ့တွေကဖိတ်ခေါ်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါအခုလိုနားတော်ရဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခုံနှုံးတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်